ဖြေပန်းလေးကိုတော့လက်ခံပေးပါဗျာနော်အေးအော်ညို့ခဏပြီးတော့လေဒီစာလေးနဲ့အဲ့စာဘာလို့ရမှာလဲဟုတ်လေကျွန်တော်ဒီစာထဲမှာကျွန်တော်ရင်ထဲကညူထွေးကိုပြောချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ထည့်ပြီးတော့ရေးထားလို့ပါဗျာလက်ခံပေးပါနော်မဖတ်ချင်ပါဘူးညူထွေးရဲ့ကျွန်တော်ဒီစာထဲမှာရေးထားတဲ့အကြောင်းအရာတွေအကုန်လုံးကမူသားစကားတစ်ခုမှမပါပါဘူးဒီဟာတွေအားလုံးကကျွန်တော်ရင်မထဲကနေညူထွေးကိုပြောချင်တဲ့စကားလုံးတွေမဟုတ်လို့ပါညူထွေးကျွန်တော်ရင်မထဲကစကားလုံးတွေကိုအတိမတ်ပြုလဲဆိုရင်ဒီစာလေးကိုတော့လက်ခံပေးပါဗျာဒီခုပြသနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်